အားလုံးပဲမင်္ဂလာပါအခုပြောပြမယ့်အကြောင်းအရာတော့ Premier League ပွဲစဉ်14ရဲ့ Arsenal vs Brentford အသင်းရဲ့ပွဲကြို preview ပဲဖြစ်ပါတယ် Arsenal အသင်းကတနင်္ဂနွေနေ့မှာကစားခဲ့တဲ့ Chelsea နဲ့ပွဲမှာဝေးကွင်းမှာတယောက်အသာနဲ့ 1-1 ဆိုတဲ့တည်ရလက်နဲ့ကစားခဲ့တယ်အခုအိမ်ကွင်း Emirates Stadium မှာဆိုရင်ဖြင့် B ဆိုတဲ့ပြားတွေ Brentford အသင်းကိုရင်ဆိုင်ကစားမှာဖြစ်တယ်ဒီပွဲတော့နိုင်မယ်ထင်တယ်ဗျာဘာလို့လဲဆိုတော့ Chelsea နဲ့တေးကြတာဆိုဒီပွဲနိုင်မှလည်းအောက်က Chelsea တို့ Man City တို့အမှတ်ဖြစ်နိုင်ပါလေဒီပွဲတာမလို့တစားတေးတို့အမှတ်ရောက်သွားခဲ့မယ်ရှုံးသွားခဲ့မယ်ဆိုလို့ရှိရင်တော့တိုက်တဲ့အတွက်ကတော့ရင်လေးကြတော့နည်းနည်းဖြစ်လာပြီတိုက်တဲ့ကိုစိန်ခေါ်ဖို့အတွက်ဆိုလို့ရှိရင်တော့အောက်ကChelsea ဆိုရင်လည်း Leeds United နဲ့တွေ့နေတဲ့တေးကြဖို့နိုင်မှာပဲ Man City လည်း Fulham နဲ့တွေ့ရကြတော့ Man City လည်းနိုင်ကောင်းနိုင်လိမ့်မယ်ဒီကြားထဲမှာ Arsenal ကတော့ Brentford နဲ့တွေ့တဲ့အခါမှာအမှတ်ရောက်လို့မဖြစ်ဘူးChampionship ကိုလိုချင်ရင်တော့အသင်းသေးတွေနဲ့တွေ့လို့ရှိရင်တော့နိုင်အောင်ကန်ရမှာပဲနိုင်မယ်လို့လည်းမျှော်လင့်ထားပါတယ်အဓိက Arsenal မှာထိုးနေချက်ကပြောလို့ရှိလို့ရှိရင်တော့ခန်းစင်း2ယောက်ကစင်တာဘက်2ယောက်ကအသစ်တွေဖြစ်နေတော့ကြတော့ဥမာတယောက်ပေါ့ဥမာဒါဖြစ်လို့ရှိရင်လည်း Gabriel နဲ့Gabriel ကတော့ထားပါတော့တန်ရာကနေပြန်မလာသေးဘူးဆိုတော့ Gabriel မပါလို့ရှိရင်လည်းပွဲကဘယ်လိုတခုလက်ဟာနေတယ်ပေါ့ဗျာဆက်ပြီးတွေပါမှာဆိုလို့ရှိရင်နောက်တစ်ယောက်ပြောမယ်ဆိုလို့ရှိရင်ဆက်လီဘာမပါလို့ရှိရင်လည်းနောက်တန်းဖီယိုဖေးရနေဖြစ်တယ်Chelsea တင်းနေမှာပဲကြည့်မော်စကိုရာလူပွေးတွေမားတယ်ပီယရိုဟင်ဂယ်ပီနောက်တန်းမှာမနေစင်ကူနေရတယ်တယောက်တည်းမနိုင်မနေနေဖြစ်နေတယ်အဲ့လိုမျိုးတွေတွေ့ခဲ့ရတယ်ပေါ့ဒါမှမဟုတ်တယောက်နှစ်ယောက်လုံးမပါလို့ရှိရင်စင်တာဘက်အထိုင်နှစ်ယောက်လုံးမပါလို့ရှိရင်ဘိုးပြတီးတိုင်းပွဲကတကူကူဟာတယ်လို့စားမပါသေးရင်လို့ပေါ့ဗျာပေါ်ပြည့်ကြီးဖြစ်နေပေါ့အဲ့ဒါမို့လို့ Brentford နဲ့ပွဲမှာတော့ဆလီဘာကိုတော့ပြန်ပါစေခြင်းတယ်ပါမယ်လို့လည်းယုံကြည်ထားပါတယ်ဆလီဘာနဲ့မော်စကိုယာနဲ့တွေ့မယ်ဒါမှမဟုတ်ရင်ဆလီဘာနဲ့ပီယရိုဟင်ဂပီနဲ့တွေ့မယ်အဲ့နှစ်ယောက်ပဲတွဲစေခြင်းတယ်ပီယရိုဟင်ဂပီနဲ့မော်စကိုယာနဲ့တော့တွဲချင်ဘူးဗျာဘာလို့ဆို Chelsea နဲ့ပွဲမှာကြည့်ရတာမော်စကိုယာကွင်းလေထိုးပြီးလို့ရှိရင်တအားလူပေးမှတယ်အဲ့ဒါမျိုးတိတ်ပြီးတော့မကြည့်ချင်ဘူးတော့အားကြောင့်မလို့ဆလီဘာမော်စကိုယာဒါမှမဟုတ်ရင်ဆလီဘာပီယရိုဟင်ဂပီတွဲတာပဲမြင်ချင်တယ်ပေါ့တစ်ဖက်ကပြန်ကြည့်မယ်ဆိုလို့ရှိရင်လည်းBrentford အသင်းမှာ form ပြန်ကြည့်မယ်ဆိုရင်နောက်ဆုံး5ပွဲဆက်မှာ Grimsby Town ကို 5-0 နဲ့နိုင်တယ်ဒုတိယပဲလေးကို 2-0 နဲ့ရှုံးတယ်နောက်တစ်ခု Newcastle ကို 3-1 နဲ့နိုင်တယ်Brighton ကို 2-1 နဲ့ရှုံးတယ် Burnley ကို 3-1 နဲ့ပြန်ပြီးနိုင်တယ်သူကအနိုင်ရှုံးနဲ့တစ်လှည့်စီသွားနေတာပေါ့ဒီတစ်လှည့်နိုင်လို့ရှိရင်နောက်တစ်လှည့်ရှုံးတယ်အခု Brentford Burnley ကို Brentford ကနိုင်တာဆိုတော့တေချာပေါင်းအာယူရှုံးပါပဲ3-1 နဲ့ရှုံးပါအာကြီးအိမ်ဝင်းမှာ3-1 နဲ့ရှယ်တီးပြပါလိမ့်မယ်အာကြီးဂယူးဆိုင်မှာတော့တီယာကိုဂယူးဆိုင်မယ်ဘာလို့ဆိုတော့အထောင်တိုက်စစ်ကစားသမားအခုနောက်ပိုင်းပွဲစဉ်တွေမှာကြည့်လို့ရှိရင်ဂိုးတွေကိုခက်စစ်ကလေးတွင်းလာတွေ့ရဒါကြောင့်မို့လို့အာဆင်နယ်စင်တာဘက်နှစ်ယောက်ကအသစ်တီယာကလည်းဂိုးတွေတွင်းနေတာဆိုတော့အဲ့တပေါက်တော့ရှိတယ်ဂိုးလေးတကူလောက်တော့ပြန်ပေးရမယ်လို့တော့ထင်တာပဲအာဆင်နယ်ဘက်က line out ကိုခမန်းလို့ရှိရင်တော့အာဆင်နယ်ဘက်ကဂိုးမားတော့ဒေးဗစ်ယာပဲပြောချင်ပြူမှာဆိုလို့ရှိရင်နောက်တန်းမှာဆိုလို့ရှိရင် right back မှာဆိုလို့ရှိရင်တင်ပါစင်တာဘက်နှစ်ယောက်ကမော်စကိုယာဖြစ်မလားမော်စကိုယာနဲ့ပီယရိုဟင်ဂပီဖြစ်မလားဒါမှမဟုတ်ဆလီဘာနဲ့ဟင်ဂပီဖြစ်မလားဆလီဘာနဲ့မော်စကိုယာပဲဖြစ်မလားအဲ့ဒါတော့မသိရသေးဘူးလက်ဘက်မှာဆိုလို့ရှိရင်တော့ဒီကြဘောကာလာဖြူတွေပြန်ပါမယ်ဆိုလို့ရှိရင်ကွင်းလယ်မှာဆိုလို့ရှိရင်တော့မာတင်အိုရီဂရက်ဒါမှမဟုတ်လို့ရှိရင် SG အဲ့နှစ်ယောက်တယောက်သုံးလိမ့်မယ်မှာဆိုလို့ရှိရင်ဒီဘန်စစ်မစ်ဖီတာမှာဆိုလို့ရှိရင်တော့မာတင်ဇူဘီမန်ဒီပေါ့တစ်ဖက်ကကွင်းလယ်မှာဆိုလို့ရှိရင်တော့ဒီဂလန်ရိုက်ဝန်းမှာဆိုလို့ရှိရင်တော့ပြောစရာမလိုဘူကာယိုဆာကာအထောင်တိုင်းစစ်မှာဆိုရင်တော့ရိုကွက်ကChelsea နဲ့ပွဲမှာပြန်ပါထားတဲ့အတွက်ကြောင့်မလို့သူပဲပို့ထွက်လာနိုင်ရှိတယ်နောက်လက်ဝန်းမှာဆိုလို့ရှိရင်တော့ Trossard ကတော့တိတ်မကျင်းတည်တဲ့အတွက်Martinelli တောင်းမလို့ရှိလို့ရှိရင်လည်းမာဒူအကီပို့ထွက်လာနိုင်ရှိပါတယ်ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ဒါတော့ Arsenal vs Brentford ရဲ့ preview လေးဖြစ်ပါတယ်